တချို့လူငယ်တွေ skill လဲကောင်းတယ်ဝင်ငွေလဲကောင်းတယ်ဥပမာတစ်လောက်10သိန်း30သိန်း30ကိုယ့်ကိုတယောက်တည်းရှာနေတယ်အလုပ်ဖြစ်တယ် okay ဒါပေမဲ့အဲ့ကနေ2ဆ3ဆတိုးဖို့အတွက်5ဆတွေ10ဆတွေမပြောသေးဘူးနော်2ဆ3ဆမြင့်ဖို့အတွက်ကိုသူတို့ဘာလုပ်ရမလဲမမြင်တော့ဆိုတော့အဲ့ဒါဘာပြဿနာလဲ model net ကဘာဖြစ်နေတာအဲ့တော့ကျွန်တော်ဟိုးရှေ့ရဲ့ဗီဒီယိုတွေထဲမှာလမ်းပြောက်တဲ့ဆိုတဲ့လူငယ်တွေကစပြီးတော့ skill ဘယ်လိုတိဆောက်မလဲဆိုတာတွေလည်းပြောခဲ့တယ်ကျွန်တော်တို့ကလည်း skill တွေဘယ်လိုတိဆောက်ပြီးတော့ဝင်ရအောင်ရှာခဲ့လဲဆိုတာလည်းအကြမ်းမြင်လေးပြောခဲ့တယ်အဲ့တော့ဒီဗီဒီယိုမှာကျတော့အဲ့ဒါတွေစုံနေပြီဒါပေမဲ့ရှေ့ဆက်တိုးကျင်တဲ့လူတွေအတွက်ကြံလေးတစ်ခုပေးမယ်ဆိုတော့စကားလုံးက leverage ဗျအဲ့ဒီ leverage ဆိုတဲ့စကားလုံးကိုနားမလည် business ကို scale လုပ်လို့မရဒီမှာ leverage ဆိုတာကကျတော့ကျွန်တော်တို့ကနည်းနည်းထည့်ပြီးတော့များထွက်အောင်လုပ်တဲ့ဟာမျိုးပါဗျာ leverage 3ခုရှိတယ်အဲ့3ခုကိုကောင်းကောင်းလုပ်နိုင်တယ်ဆိုရင်ဝင်ငွေကဇာတိုးတက်နိုင်တယ်နံပါတ်1 leverage ကဤပညာခုခေတ်ဆို AI နေရှိတယ် automation နေရှိတယ်အဲ့ဒါကိုကိုယ့်ရဲ့ business ဒါမှမဟုတ်ကိုယ့်ရဲ့ personal income ရှာရတဲ့ skill မှာဘယ်လောက်ထိ multiply လုပ်နေပြီလဲအဲ့ဒါနံပါတ်1အရေးကြီးဆုံးပဲနံပါတ်2ကကျတော့ traditional နည်းပေါ့ဗျာ human လို့ခေါ်တယ်လူကျွန်တော်တို့ဆိုရင်ဒါ traditional နဲ့နည်းနည်းဆန်တယ်ကိုယ့်ကုမ္ပဏီကိုကိုယ့်ရဲ့ team member တွေနဲ့ run ဖို့အတွက်ကိုတောက်လျှောက် system တွေချတယ် team building တွေလုပ်တယ်သူတို့ကစီးပွားရေးလုပ်တယ်သူတို့က business ကိုတည်ဆောက်တယ်ကျွန်တော်ကထိန်းကိုပေးတယ်နောက်ဆုံးတစ်ခုကကြတော့မိတ်ဆွေတို့အနေနဲ့လွယ်ချင်မှလွယ်မယ်အဲ့ဒါဘာလဲဆိုတော့ money ငွေရဲ့ leverage က powerful အဖြစ်ဆုံးပဲပြောချင်တာငွေရှိရင်ဒီပညာလည်းဝယ်လို့ရတယ်ငှားလည်းငှားလို့ရတယ်အကုန်လုပ်လို့ရတယ်ဆိုတော့ကိုကဘယ်ဟာကို leverage လုပ်မလဲဆိုတဲ့အပေါ်အများကြီးမှုတည်တယ်ကိုမှတစ်ခုမဟုတ်တစ်ခုကတော့ရှိရတစ်ခုမှမရှိသေးဘူးဆိုရင်တော့မှအနည်းဆုံးတော့ဒီပညာရှိအောင်လေ့လာဖို့လိုတယ်အဲ့တော့ဒီဗီဒီယိုအပိုင်း3ပိုင်းခွဲပြီးတင်ထားပါတယ်ရှေ့မှာ2ပိုင်းရှိသေးပါတယ်တကယ်လို့ကျွန်တော်ရဲ့ personal အတွေးခေါ်တွေ ideology တွေနဲ့ဤပညာနဲ့ပတ်သက်တာတွေလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော် Telegram channel ထဲမှာဝင်လေ့လာလို့ရတယ်ကျွန်တော် TikTok account တဲက bio မှာ link လေးချပေးထားတယ်အဲ့ Telegram channel ကနေဝင်ကြည့်နော်